ဒီနေ့ကတော့ဆောင်းရမိုက်တဲ့ Gara skin နဲ့ကျန်းသွားမှာပဲဖြစ်ပါတယ် free skin ဆိုပြီးထင်မသိနေတော့ bro ဒါ limited skin နော်အဲ့တော့ဒီ skin တကြီးနဲ့ဘယ်လောက်ထိအောင်ကျန်းမလဲဆိုတာကိုတစ်ချက်ကြီးလိုက်အောင် brother တို့ brother ကိုမြင်တွေ့တဲ့အတိုင်းပဲ Naruto skin ကြီးအတူတူတောင်မှကျွန်တော်ကဘာကွာလဲဆိုလို့ရှိရင်ကျွန်တော်က limited skin ဟုတ်လား brother တို့ပြန်လိုချင်ပါတယ်လို့ပြောရင်တော့မှဘယ်တော့မှပြန်မလာတော့မဲ့ Gara skin ပဲဖြစ်တယ်အဲ့တော့ Gara ကိုင်းပြီးဆောင်းရုံးမှာကျန်းမယ်အမဲညီလေးပတ်ခစားနေတာညီလေးပတ်စားနေတာကိုကြီးလူစားပြမယ်တစ်ချက်ရှိုးတာကဲငါလေးရကောင်းနေမရှိအောင်ဆိုငါ ESP Creed လေးစားပြီးဒီကောင်ထက်လေးပဲတောင်းလုံးမမဲညီလေးကစားလို့ကုန်တော့မှရော့ကွာဟာဘေးကပေးလာမှတော့ဟာမစီရမမရတော့ဘာမှဘယ်ရမလို့ညီလေးရဲ့နှစ်ပေါင်းများတော့ကိုကြီးကခြုံရိုးဘွက်ကိုလေးချင်းလာခဲ့တာဒီဗီဒီယိုထဲမှာ brother တို့အတွက်ဘာညာအထူးအစီအစဉ်ရှိတယ်အဲ့တော့ကြောင့်မို့ဗီဒီယိုကိုအစားဆုံးကြည့်မကြော်ဘဲနဲ့ကြည့်ဖို့ကိုပြောချင်တယ်ဒီဗီဒီယိုလေးကို like လေးပေးမယ် comment လေးမှန်းခဲ့ရင်တော့ညာအစီအစဉ်မှာပါဝင်ကဆန်းနိုင်ပါပါ Twin ကောင်းနေ Good Twin ကောင်းနေ Good Twin ကောင်းနေတူကိုဝါအမေငါညီတချင်းနေပါလေဆိုပြီးတော့အောင်ပွဲတွေပါခံနေပါလားကွာအဲ့လိုမျိုးအောင်ပွဲခံနေညီလေးကိုကြီးကကြုံးမွေးမှာရော့မသေးနဲ့ဟာအဲ့ဒီမိတ်ဆောက်တော့တုံးပါသေးနဲ့သေးတော်သေးတာမဲတွေ့လားစောင်းကျန်းနဲ့ဘေးပလီယာဆိုတာအဲ့လို recall လေးပြရုံနဲ့ဟိုသေးတာငါကိုကဗစားနေတာဆိုတော့ဒီချုံလေးကိုငါစစ်ပေးလိုက်အောင်မအမေစစ်မနေနဲ့ညီမလေးကရှောပြီးသားပဲเนาะဒီချုံလေးကိုဝင်လာတော့ညီမလေးဘိုးကပြက်ပြီးလို့လားမှတ်လိုက်တော့ခုငါကိုမလေးတော့အားလေးကောင်တေးပြီးတော့ဂူမီဆိုအမခန်းကွာကိုမီပိုင်းနားမလဲကိုင်းနဲ့လာရှုပ်လို့ကတော့မြောက်တက်သွားမယ်သားကြီးနေလိုမျိုးပါခုနငါကိုကိုမီပိုင်းနားမလဲဘူးပြောရဲပေါ့လေတေးပြီးတော့မဲလင်မယားနဲ့လိုက်လာတာဗျာလင်မယားနဲ့လိုက်လာမဲကိုမီကောင် energy မရှိသေးလို့မင်းကတွေ့မယ်သေသားနော်ဇီလောနဲ့မသေးဘူးကွာဇီလောတမျိုးသွားပြီးအားချောင်းလာသွားပြီး energy မရှိတော့မှာကွာနော်ရက်ဆက်လိုက်တာ energy ရှိလို့တော့ဒီကောင်နဲ့ကိုပြန်ကျုံးပြီးသားပဲအမေဘောသမားတို့ကရွာနေတာညီလေးအမသေရင်မြောက်တက်သွားမယ်ဟဲအဆင်းပြေးလာဟောကြီးမြောက်တက်သွားမယ်နော်မြောက်တက်သွားမယ်ဒါကတော့ကျွန်တော်ကြော်ညာလေးခဏဝင်တာပဲဖြစ်ပါတယ် brother အနေနဲ့ဆောင်းဝန်းလန်းနဲ့ဒီ Gara skin ကြီးကိုအပိုင်ယူထားတင်နေမှာဖြစ်မနေပေါ့လေဘာဖြစ်လို့လဲဆိုတော့မအားလို့မယူတာတော့ဒါဖြစ်သိရင်ပေါ့လေဘာဖြစ်လို့လဲဆိုမိုတူဘက်ကနေ free ပေးထားစကင်ပြပြီးတော့နောက်လို့ event တွေထက်လာခဲ့လို့ရှိရင်တော့မှဒီစကင်ကပြန်ပါလာတော့မှမဟုတ် Gara ကနောက်လို့စကင်နေပေမဲ့သူ free ပေးထားတာပဲဒါပေမဲ့ limited နော် brother တို့ channel စကင်ကဗျာ point နေနဲ့လဲတာမျိုးပြန်ပါလာနိုင်တယ်တိုးတော့ Gara ရဲ့စကင်က limited ဖြစ်တဲ့အတွက်ပြန်ပါလာဖို့ကအခွင့်အရေးလုံးဝမရှိဘူးပေါ့လေမရှိလားတော့မသိဘူးလောစရာတော့လုံးဝမရှိဘူးလို့တင်ကြားထားတယ်။အနေနဲ့ဒီလေ့ကျင့်ခန်းတွေလုပ်ပြီးသွားလို့ရှိရင်လည်းကိုယ်အနေနဲ့က point တွေရတာဖြစ်တဲ့အတွက်ကြောင့်စကင်ကိုအများဆုံးရရှိနိုင်တယ်။အဲ့လိုမျိုးကြောင့် brother အနေနဲ့ဒီ Gara skin ကိုဂုံးစင်ဖို့အများဆုံးတွားလုပ်လိုက်ကြရအောင်ပြီးတော့လို့ရှိရင် brother အနေနဲ့ဒီ log in ဝင်လို့ရှိရင်ဗျာအခုမှတွေ့ရတဲ့ point တွေရှိမယ်နော် point တွေမှာလည်း free skin တွေဂုံးစင်နိုင်တယ်ပြီးတော့ log in ဝင်လည်းရမယ်ဒီမှာ test တွေရတယ်အဲ့တော့ကြောင့်မို့လို့ကိုယ်အနေနဲ့ Gara skin ကိုမရမှာစိတ်ပူစရာလုံးဝမလိုဘူးအဲ့တော့ပြောချင်တာ Gara skin ကိုအခုပဲသွားပြီးဂုံးစင်လိုက်ကြပါအဲ့တော့ဇလန်လေးကိုပြန်ပြီးဆက်ကမယ်ဆိုလို့ရှိရင်ကောင်မလေးတယောက်ကပေါ့နော်ရွာနေတာကြော့အမဒီကောမြောက်ဖုန်းရှွာဟာမိုက်လိုက်တာချောင်းရအဲ့ဒါငါရမယ်ခေးမဟုတ်ဘူးလားလို့နွားရဲ့နော်ဒါတက်ကြီးကိုစော်ကားတာဗျာ brother တို့ပဲစဉ်းစားကြည့်လိုက်နော်ကျွန်တော်တက်ချင်လို့စကေး1သုံးပြီးအပြောက်ဖြောက်ထားတာအဲ့ဒါတော့မှချောင်းရိုးတဲ့ပတ်စစ်လေးဝင်ထိုးပြီးတော့ဟိုကောက်စားသွားတာနော်စဉ်းစားကြည့်တိလားနောက်ဘူးကြမှာတောင်းပန်ပါတယ်ဆိုတော့ तू တောင်းပန်တော့ကျွန်တော်ကခေးပြန်ရမှာမို့လို့လားကိုရီးယားခြုံလို့တိုက်ကွက်ကိုဘယ်လောက်ထိပိုင်လဲမပိုင်လဲဆိုတော့ပြရမယ်အမကြီးခြုံလေးပိုသားလေးအေဒီမေလေးတော့မသေးပြီတော်သေးတာပေါ့နော်ဆလီနာလေးကျုံးလိုက်လို့အမဲဂူရှင်လိုက်လာညီလေးပြေးသမ်းမှာမင်းပြေးသမ်းမှာမဲရွာကျင်တာပြန်ချကျင်တာပြန်ချကျင်တာဘယ်ရမလို့အဲ့လောက်မလွယ်ဘူးလေအဲ့လောက်မလွယ်ဘူးကိုကြီးတက်ဖို့ဆိုတာရှင်းလားဘာဝလာမလွယ်တာမင်းကန်ကောင်းလို့သွားပြီးတော့မင်းအားအောင်ချောင်းနေနော်နောက်တစ်ခါကြာလို့ရှိရင်မင်းကပြန်ကျုံးမရမယ်ကြိုက်တယ်အဲ့ဒါမျိုးစောင်းနေတာညီလေးရဲ့နော်မင်းစိန်ဝေါ်လို့ကတော့တေးဝေါ်လေးလိုက်ပြီးသားပဲထက်လာခဲ့လိုက်ကိုရှင်ဒီ brother တို့ကအဆင်ပြေမယ်ဆိုရင် Odin ရဲ့ channel ကဗီဒီယိုလေးတွေကို VPN လေးတွေခံပြီးတော့ကြော်ညာလေးတွေကြီးပြီးမယ်ဆိုလို့ရှိရင် Odin အနေနဲ့ကကျူကနေ income တွေဝင်လာနိုင်တယ် income တချို့တော့ဝင်လာပြီဆိုရင်ကျွန်တော်စက်တက်တွေပေါ့နော်လိုချင်တဲ့ပစ္စည်းတွေဆင်ပြီးသွားလို့ရှိရင်တော့ fake နေပေါ့နော်ကျွန်တော်တွေ့နိုင်မှာပဲဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ support ပေးခြင်းတယ်ဆိုလို့ရှိရင် YouTube ကို VPN လေးတွေခံပြီးကြီးပေးဖို့တောင်းဆိုပါတယ်တကယ်လို့ထိုင်းနိုင်ငံကကျွန်တော် fan တွေရှိလို့ရှိရင်လည်းပေါ့လေထိုင်းနိုင်ငံ fan တွေကတော့ VPN ခံစရာမလိုအဲ့တော့ကြောင့်ကြော်ညာလေးတွေကိုတော့မကြော်ဘဲနဲ့ကြီးပေးဖို့တောင်းဆိုပါတယ်ကြော်ညာမကြော်ဘဲနဲ့အစားဆုံးကြီးပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ YouTube ကနေလာစာရမယ်ပေါ့လေလာစာရတဲ့ခါကျရင်ကိုလူတို့ giveaway တွေကအပြင်ကနေပြီးတော့ Star Like ပါညာကျွန်တော်ကအင်ဂိမ်းတွေကပေးနိုင်ပေမဲ့ဒိုင်းမို့ဖြည့်ပေးတာပါလို့ဆိုရင်တော့အပြင်ကနေလည်းပေးလို့ရတယ်ဒါမှမဟုတ်လည်းကျွန်တော်လိုအပ်တဲ့ set တွေဝယ်ဖို့ရင် live stream ပါညာတွင်းလို့ရတယ်ပေါ့လေအဲကြောင့်မို့လို့ကြော်ညာလေးတွေမကြည့်ပေးဖို့လေမကြည့်ပေးဖို့တော့ဖြစ်တယ် sorry ကြည့်ခိုင်းတာကြော်ညာလေးတွေကြည့်ပေးဖို့လေတောင်းဆိုချင်ပါတယ်
brother တို့ဒီနေ့ပေးမယ်ဆိုတာက emote giveaway ပေါ့လीအဲ့ကြောင့်မို့လို့ကိုလူတို့အနေနဲ့ကကြိုက်နှစ်တရမှန်းလို့ရတယ်ဒါမှမဟုတ်လေ Odin ပြောနေကြစကားလေးတစ်ခုရှိရပေါ့လीအဲ့ဒါကိုကိုလူကမှန်းခဲ့လို့ရတယ်ဘာလို့အနေနဲ့ပြင်မှန်တဲ့သူတွေကိုကျွန်တော်ရွေးပြီးတော့ giveaway ပေးသွားမှာပဲဖြစ်ပါတယ်အဲ့ကြောင့်မို့လို့ channel subscribe လုပ်မယ်ပြီးသွားရင်ဒီ video like လေးပေးပြီး comment လေးမှန်းခဲ့ရပြီဒီလောက်ပဲအများကြီးမလို့ကိုဒီဘယ်လောက်ထိကျန်းနေမကျန်းဘူးလို့ဆိုတာ brother တို့ကိုပြမယ်မာကြီးလိုက်ဘီရှင်လေးသွားပေါ်တယ်ဗျကိုမီရဲ့ကုတ်လိုက်နဲ့တမ်းပြီးရှော့သွားတော်ပြီဗောလို့နော်အဲ့လောက်ကြီးချမ်းတာတော့လွန်လွန်းတာဗောဟုတ်လားအမေချောင်းတော့ဟီရိုကီတွေဘာညာရလို့နော်အမေအဲ့ရချောင်းဖလင်ကနဲ့ခုံတော်စီလုံးလိုက်လန်တာကိုလန်ကြီးရှောသွားတယ်ကွာချောင်းရမိုက်လိုက်တာငါသားရနော်အမေရီဂေါ်တွေပြနေတာခေါင်းကြီးတို့ကကိုတွေလည်းပြန်ထွက်လာပြီဆိုတော့ဆောင်းရောင်းကောင်မှချမ်းတော့မှသေတယ်ဘယ်ကောင်ပြေးတယ်မဟုတ်ပြေးတာမရဘူးနော်ဟုတ်တယ်လွတ်တယ်ရတယ်ကိစ္စမရှိဘူးကိုစင်မျက်စိရှိမြင်လို့မြင်အကုန်ကျိုးပြမှာဗလာတို့ချိုးတာအနေတော့ချိုးတာဘယ်လောက်ထိကျမ်းမလဲဆိုတာကျိုးပြမယ် မင်းတို့တင်ဘယ်တော့ကျွန်းတူးမှာကွာငါတို့တင်ကိုမရှင်းနိုင်ပါဘူးကွာဟာစော်မရတာလည်းမပြောနဲ့လေရီတန်ဟိုကစော်ပြင်းမဲ့အမှန်နဲ့ ရောင်ဂိမ်းစောနဲ့နိုင်ငံရေးတွေမပါနဲ့အဲ့ဒီလိုနဲ့ enemy dollar အတင်းကလော့တက်ပြီးတော့ကျွန်တော်တို့အမ်ကိုစူးစားတယ်ပေါ့လေဒါပေမဲ့လည်းမောင်ရင်တယောက်လို့ရှိတော့ဒီကောင်လေးအမ်လို့မရဘူးဗျ AC လေးပဲဟဲလိုက်လို့ရတာမဲလောတော်တီးသွား AC ပဲလို့လားမတက်ကြိုးမြမယ်ရှိုးတာနေတော့ရှိုးတာမတေးမအဲ့ကောင်တေးမဟောလာခဲ့ဇီလောဟာရေးထဲမှာဘောသမားရောက်ချလာတယ်ရတယ်ကိစ္စမရှိသွေးပြေးတယ်မယ်ပြန်လာရင်မသိပြီဗမာလိုင်းမရှိတူရင်တာဝါလာချိုးသမ်းမှာမင်းတို့ကနေတာဝါလာချိုးသမ်းမှာအဲ့ဒါပဲပြောလိုက်မယ်တာဝါချိုးလို့တော့ပျောက်ပြီးရော့အမအေဒီမိတ်ဟုတ်ဟာတာဝါတန်းချိုးသွားတယ်ကွာဒုက္ခပဲ brother တို့ရဲ့နော်တာဝါမချိုးရင်ဒီကောင်နေအကုန်ပြုတ်မှာဗျ